ထူမန်နေပေပန်းနဲ့ငွေရှာလို့ရတဲ့ဒီ free play to earn application လေးမှာကျွန်တော်တို့ရလာတဲ့ဒီပေါ့ကဗတ်ဆေးရောက်လေးတွေနဲ့ဒီ quite လေးတွေကိုလက်တွဲငွေထုတ်ကြည့်ပါမယ်ကျွန်တော်တို့ဒီ application လေးမှာဒီပေါ့ကရလာတဲ့ဗတ်ဆေးရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့ဒီပေါ့ကဗတ်ဆေးရောက်လေးကိုတစ်ချက်နေလိုက်ပါဒီနေရာမှာကျွန်တော်တို့ဗတ်ဆေးရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့ပတ်တိုးဆန်းကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်နော်ပတ်တိုးဆန်းပတ်တိုးရနေဆန်းပတ်640ဆန်းပတ်ထောက်တော့ရပတ်9600ထိအများဆုံးလာထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာဗတ်ဆေးရောက်လေးနဲ့ပတ်တိုးဆန်းကိုငွေထုတ်မယ်ဆိုရင်တော့1 a day ကျွန်တော်တို့က1 day ကိုတစ်ကြိမ်ပဲငွေထုတ်လို့ရမှာဖြစ်ပါတယ်နော်တယောက်က withdraw method ဆိုတဲ့နေရာမှာငွေထုတ်လို့ရတဲ့ကောက်လေးကတော့ဒီမှာကျွန်တော်တို့ထူမှန်နေ payback ဆိုပြီး2မျိုးရှိတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကြိုက်တဲ့ကောက်နဲ့လာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်ကတော့ထူမှန်နေနဲ့ထူမှန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာထူမှန်နေလေးကို select ပေးလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ငွေထုတ်မဲ့မော်လေးကိုလည်းရွေးလို့ပြီးပြီဆိုရင်တော့တယောက်ကအဝါရောက်လေးနဲ့ withdraw ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်ဒါဆိုရင်တော့ဒီလိုမျိုး please confirm your account ဆိုတဲ့ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးမှာကျတော့ကျွန်တော်တို့ငွေထုတ်မဲ့ထူမှန်နေကောက်ရန်ဖုန်းနံပါတ်လေးနဲ့ normal လေးကမှားပြီးဆိုရင်တော့တယောက်ကအပြာရောက်လေးနဲ့ confirm ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်but ဒါဆိုရင်တော့ဒီမှာ successful withdraw ဖြစ်သွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ application မှာရလာတဲ့ဗတ်ဆေးရောက်လေးနဲ့ပတ်တိုးဆက်ကိုငွေထုတ်တာကလည်းပြီးသွားပြီဖြစ်ပါတယ်နော်ဒီမှာသူကတော့ same view ကကျွန်တော်ငွေထုတ်လိုက်တဲ့ two manning ကောက်လေးထက်ကိုစပြီးပို့ပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီယောက်ကပြရောက်လေးနဲ့ happy to accept ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်โอเคဒါဆိုရင်ဒီနေရာမှာလဲဗတ်ဆေးရောက်လေးနဲ့ပတ်တိုးဆက်ကတော့ကျွန်တော်တို့ငွေထုတ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီမှာပျောက်သွားပြီးဖြစ်ပါတယ်နော်ဒီဘောကကျွန်တော်တို့မှာဗတ်ဆေးရောက်လေးပတ်တိုးဆက်ကလည်းဖျားသွားပြီးဖြစ်ပါတယ်ခင်ဗျာဒီဘောကလည်း withdraw ရင်ပတ်တိုးဆက်လို့ဒီမှာပေါ်နေပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခုနကငွေထုတ်လိုက်တဲ့ပတ်တိုးဆက်ကိုဒီမှာတူတော့ကတော့စပြီးပို့ပေးနေပြီးဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာလေးမှာလာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီမှာ withdraw ရင်လို့ပေါ်နေပြီးပဲဖြစ်ပါတယ်ဒီဘောကလည်းဒီမှာကျွန်တော်ရ two manning ကောက်လေးထဲကို note လေးကတော့ရောက်လာပြီးဖြစ်ပါတယ်နော်ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ပါမယ်3 2 1 but okay ဒါဆိုရင်ဒီမှာကြည့်ပါနော်ကျွန်တော်ရ two manning ကောက်လေးထက်ကိုပေးရမှန်ကနေပတ်တိုးဆက်ကလည်းဒီမှာချက်ချင်းရောက်လာခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာwow ဒီ application လေးကတော့ကျွန်တော်တို့ရလာတဲ့ဗတ်ဆေးရောက်လင်းနဲ့ငွေထုတ်တာကလည်းအခုချက်ချင်းရောက်တာဖြစ်ပါတယ်နော်ဒီနေရာမှာတော့ withdraw ရင်လို့ပဲပေါ်နေသေးတာဖြစ်ပါတယ်ခင်ဗျာဒီဘောကကျွန်တော်ရ two manning ကောက်လေးထက်ကိုဒီမှာငွေကတော့ရောက်လာခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီ application လေးမှာဒီဘောကရလာတဲ့ဒီ quite လေးနဲ့ငွေထုတ်ကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီဘောကဒီ quite လေးကိုတစ်ချက်ထည့်နေပါမယ်ကျွန်တော်တို့ဒီ application မှာရလာတဲ့ဒီ quite လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့အနည်းဆုံးကတော့ဒီမှာကျွန်တော်တို့ထိုက်ပါဝါဖကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ payback နဲ့ထုံမယ်ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့က 0.1 ဒေါ်လာကနေဒီမှာစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ထူမှန်နေနဲ့ထုံမှန်ဖြစ်တဲ့အတွက်ကြောင့်ထူမှန်နေလေးကို select ပေးလိုက်ပါမယ်โอเคကျွန်တော်တို့ဒီနေရာမှာထူမှန်နေနဲ့ငွေထုံမယ်ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့1ဘတ်ကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်မှာဒီ quite လေးနဲ့ငွေထုတ်လို့ရတဲ့အမောက်ကတော့ဒီအောက်က84ဘတ်ကိုကျွန်တော်ငွေထုတ်လို့ရနေပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ကငွေထုံမှဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကအဝါရောက်လေးနဲ့ withdraw all ဆိုတဲ့အကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်okay ဒီလိုမျိုး please confirm your account လို့ပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးမှာလည်းကျွန်တော်ငွေထုတ်မဲ့ two manning ကောက်ရဖုန်းနံပါတ်လေးနဲ့ normal လေးကမှားပြီးဆိုရင်တော့ဒီအောက်ကအပြာရောက်လေးနဲ့ confirm ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ် but okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ quite လေးနဲ့ငွေထုတ်တာကလည်းအမှားတကယ်ငွေထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီမှာ successful withdraw ဖြစ်သွားပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေထုတ်လိုက်တဲ့84ဘတ်ကိုသူတို့ကတော့စပြီးကျွန်တော်တို့ရ two manning ကောက်လေးထက်ကိုပို့ပေးနေပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီအောက်က happy to accept ဆိုတဲ့ကောက်ဒီကောက်လေးကိုတစ်ချက်နေလိုက်ပါမယ်ဒီနေရာလေးမှာလည်းကြည့်ပါနော်ဒီမှာကျွန်တော်မှာငွေထုတ်လို့ရတဲ့ဒီ quite လေးတွေကတော့အကောလုံးဖြတ်သွားပြီးဖြစ်ပါတယ်ခင်ဗျာဒီဘောက withdraw ရင်84ဘတ်လို့ဒီမှာပေါ်နေပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီဘဲကကာအီလိုကောလေးနဲ့ဒီကောလေးကိုတစ်ချက်နှိပ်ကြည့်ပါမယ်okay ဒါဆိုရင်ဒီမှာကြည့်ပါနော်84ဘတ်ကိုသူတို့ကတော့စပြီးကျွန်တော်ရ two manning ကောက်လေးထက်ကို withdraw ရင်ပို့ပေးနေပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်ခုနကဗတ်ဆေးရောက်လေးနဲ့ငွေထုတ်လိုက်တဲ့ဗတ်တိုးဆက်ကိုဒီအောက်ကကြည့်ပါနော် successful withdraw ဖြစ်သွားပြီးဖြစ်ပါတယ်နော်ဒီနေရာမှာသူကတော့ဗတ်ဆေးရောက်လေးဗတ်တိုးဆက်ကိုကျွန်တော်ရ two manning ကောက်လေးထက်ကိုပို့ပေးလို့ပြီးသွားပြီးတော့ပြောတာဖြစ်ပါတယ်ဒီမှာလဲကျွန်တော်ရ two manning ကောက်လေးထက်ကိုဗတ်တိုးဆက်ကတော့အမှန်တကယ်ပေးရမယ်ကနေရောက်လာခဲ့တာဖြစ်ပါတယ်နော်ဒီ application link ကတော့ကျွန်တော်တို့သူပြောထားတဲ့အတိုင်းဗတ်ဆေးရောက်လေးတွေနဲ့ဒီ quite လေးတွေကတော့အမှန်တကယ်ငွေထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application လေးမှာဒီဘော့ကဗတ်ဆေးရောက်လေးတွေနဲ့ဒီ quite လေးတွေကိုဘယ်နေရာမှာဘယ်လိုမျိုးရှာလို့ရလဲဆိုတာကိုတူတူ click ကြည့်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီ application မှာ gate ဆွဲပေးကြမယ်ဆိုရင်တော့ဒီအောက်ကအဝါရောက်လင်းနဲ့ star gate ဆိုတဲ့အကောက်ကိုဒီကောက်လေးကိုနေပြီးဒီနေရာမှာကျွန်တော်တို့ဒီ gate လေးလာဆော်ပြီးလာရှာလို့ရတာဖြစ်ပါတယ်နော်ဒီ gate လေးကလည်းဆော်ရတာအရန်လွယ်တာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးကျွန်တော်တို့ကခွဲပေးရောပါမယ် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ quite လေးတွေကိုဒီလိုမျိုး gate ဆော်ပြီးလာရှာလို့ရတာဖြစ်ပါတယ်နောက်ထပ်ဘယ်နေရာတွေမှာရှာလို့ရသေးလဲဆိုတော့ဒီအောက်ကစာရွက် logo
လို့လေးနဲ့ mission ဆိုတဲ့နေရာမှာဒီနေရာလေးမှာလည်းကျွန်တော်တို့ဒီ application လေးမှာဒီမှာ day rate တာလေးတွေလုပ်ပြီးနောက်ပြီးတော့ကျွန်တော်တို့ကြော်ညာလေးတွေကြည့်ပြီး key လေးတွေကိုဆိုပြီးဒီမှာကျွန်တော်တို့ကငွေထုတ်လို့ရတဲ့ဒီ coin လေးတွေကိုအများကြီးလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဘယ်နေရာတွေမှာရှားလို့ရသေးလဲဆိုတော့ပါဆက်ရလဲပါတိုရနဲ့ fla logo လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာလေးမှာလည်းကျွန်တော်တို့က key လေးတွေဆိုပြီး level align ကျွန်တော်တို့ဒီမှာပါဆက်ရလေးတွေကိုအများကြီးလာရှားလို့ရတာဖြစ်ပါတယ်နော် okay နောက်ပြီးတော့ဘယ်နေရာတွေမှာရှားလို့ရသေးလဲဆိုတော့ကျွန်တော်တို့ဒီဘက်က possible logo လေးနဲ့ဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီနေရာလေးမှာ lucky wheel လေးလှည့်ပြီးလဲကျွန်တော်တို့ဒီမှာငွေထုတ်လို့ရတဲ့ပါဆက်ရလေးတွေနဲ့ဒီ coin လေးတွေကိုအများကြီးလာရှားလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ lucky wheel လေးလှည့်မယ်ဆိုရင်တော့ဒီယောက်ကကြော်ညာလေးကြည့်ပြီးကျွန်တော်တို့ကဒီမှာကာသန်ပြီးလေးလှောက်လိုက်ရတာဖြစ်ပါတယ်ခင်ဗျာ okay အနောက်ဆိုဒီ application လေးမှာငွေထုတ်လို့ရတဲ့ဒီပေါ်ကပါဆက်ရလေးတွေနဲ့ဒီ coin လေးတွေကိုဘယ်နေရာမှာအခြေတို့တွင်အများကြီးရှားလို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီယောက်ကလူ logo လေးနဲ့ impact ဆိုတဲ့နေရာမှာဒီနေရာမှာကျွန်တော်တို့တကယ်ချင်းဖိတ်ခေါ်ပြီးလဲဒီမှာငွေထုတ်လို့ရတဲ့ပါဆက်ရလေးတွေနဲ့ဒီ coin လေးတွေကိုအများကြီးထည့်ပြီးလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ Plata တို့ message တို့ကိုဒီ application လေးမှာဒီပေါ်ကရလာတဲ့ပါဆက်ရလေးတွေနဲ့ဒီ coin လေးတွေကိုဘယ်လိုမျိုးငွေထုတ်လို့ရလဲဆိုတာကိုဒီနေရာမှာကျွန်တော်လက်တွေ့ငွေထုတ်ပြပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒီ application လေးကလည်းဒီမှာကြည့်ပါနော်ကျွန်တော်တို့ရလာတဲ့ဒီ coin လေးတွေနဲ့ပါဆက်ရလေးတွေကလည်းအမှန်တကယ်ငွေထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာငွေထုတ်တာကလည်းအများများတာဖြစ်ပါတယ်နော်ဒီပေါ်ကလည်းကြည့်ပါနော်ဒီမှာဆက်ဆက်ပြူ withdraw ဖြစ်သွားပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာသူကတော့ကျွန်တော်ဒီ coin လေးနဲ့ငွေထုတ်လိုက်တဲ့84ဘတ်ကိုလည်းကျွန်တော်ရဲ့ two man ကောက်လေးထက်ကိုပို့ပေးလို့ပြီးသွားပြီလို့ပြောတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီပေါ်ကကျွန်တော်ရဲ့ two man ကောက်လေးထက်ကိုငွေကတော့အမှန်တကယ်ရုံမရုံဆိုတာတူတူကြည့်ကြပါမယ်ခင်ဗျာ but okay ဒါဆိုရင်ဒီမှာကြည့်ပါနော်ကျွန်တော်ရ2 man ကောက်လေးထက်ကိုလည်းဒီမှာပေးရမယ်ကနေ84ဘတ်ကတော့အမှန်တကယ်ရလာခဲ့ပြီးဖြစ်ပါတယ်နော်ဒီ application လေးကတော့ကျွန်တော်တို့ရလာတဲ့ဒီ coin လေးတွေနဲ့ပါဆက်ရောက်လေးတွေငွေထုတ်တာကလည်းအများများတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်ရ Plata တို့ message တို့ကိုဒီ application လေးကတော့ဒီပေါ်ကရလာတဲ့ပါဆက်ရောက်လေးတွေနဲ့ဒီ coin လေးတွေကတော့အမှန်တကယ်ငွေထုတ်လို့ရတယ်ဆိုတာကိုဒီနေရာမှာကျွန်တော်လက်တွဲငွေထုတ်ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍ Plata တို့ message တို့ကဒီ application လေးမှာစံပြီး luck ကြည့်ချင်တယ်ဆိုရင်တော့ဒီ application လေးကို Play Store မှာကိုယ်တိုင် download ပြီး luck ကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ application လေးလေးကိုလည်း video ရဲ့ description လေးနဲ့ comment လေးမှာလေးလေးချပေးထားခဲ့မှာပဲဖြစ်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့အနောက် video လေးတွေမှာထပ်တွေ့ကြပါမယ်ခင်ဗျာ bye bye